လာရှိုကိစ္စမှာတရုတ်မကောင်းကြောင်းမပြောကြရင်ကျေးဇူးရှင်ကိုမစော်ကားရန်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်တရုတ်ရဲ့ညှိနှိုင်းပေးမှုကြောင့်လာရှိုမြို့ကိုပြန်လည်ရရှိခဲ့တဲ့အတွက်ပြန်လည်တည်ဆောင်ရေးကာလမှာတပ်ရင်းတပ်ဖွဲ့တွေအနေနဲ့တရုတ်မကောင်းကြောင်းမပြောကြဖို့နဲ့ကျေးဇူးရှင်ကိုမစော်ကားဖို့စစ်ကောင်းဆောင်ကတတိပေးပြောကြားလိုက်တယ်လို့သိရပါတယ်AP20 ရက်နေ့မနေ့ကပြည်ဦးလွင်တပ်နယ်မှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့တာဖြစ်ပြီးလာရှိုမြို့အတွင်းတပ်နေရာချထားရေးကိစ္စမှာတရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စကိုဝင်ရောက်ဆွတ်ဖက်ပြောဆိုတာမလုပ်ကြဖို့ပြောဆိုခဲ့တာလို့လာပခနဲ့နှီးစက်တဲ့သတင်းရင်းမြစ်ကဆိုပါတယ်လာရှိုကိစ္စမှာတက်ကမကျေနပ်တဲ့သူတွေရှိတယ်လာရှိုကိုတရုတ်ကအုပ်ချုပ်နေတယ်လို့ခံစားရလို့တခုခုဆိုရင်တရုတ်ကိုအကြောင်းကြားပြီးမှလောက်ရမယ်ဆိုတော့ဝေဖန်သူတွေလည်းရှိတယ်ဒါကြောင့်မနေ့ကပြည်ဦးလွင်ကိုတက်ချုပ်ရောက်တော့တရုတ်ကိုမဝေဖန်ဖို့ကျေးဇူးရှင်ကိုမစော်ကားဖို့မှားကြားတဲ့ဆိုတာထက်တတိပေးပြောဆိုသွားတယ်လို့ဆိုပါတယ်AP19 ရက်နေ့ကတည်းကလာရှိုမြို့ကိုရောက်နေတဲ့တရုတ်ကိုယ်စားလှယ်တိန့်ရှီကျွင်းဦးဆောင်တဲ့အဖွဲ့ဟာပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ကိုဖွဲ့စည်းထားပြီးစစ်တပ်ရဲစရဖနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနေရာချပေးနေတယ်လို့အဲ့ဒီမှာရောက်နေတဲ့ခမရတပ်ရင်းတစ်ခုကပြောပါတယ်ကားစားထမှု1ရောကားစားထမှု2ရောရောက်လာတဲ့တပ်ရင်းမှုတွေကိုမှားတယ်တရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောသမျှနားထောင်ဖို့လမ်းညွန်ချက်တွေကိုလိုက်နာဖို့တကယ်လို့တရုတ်အဖွဲ့စိတ်ညှိုးညင်စရာတစ်ခုခုလုံးမိရင်စုံခုံစစ်ဆေးခံရမယ်လို့ဆိုသွားပါတယ်စီးရဲ့အရာမခံမနိုင်သေးတဲ့အတွက်လာရှိုမြို့ကိုဌာနဆိုင်ရာရုံးတွေအဂုံပြန်မဝင်ကြသလိုစစ်ဆောင်ပြည်သူတွေဟာလည်းမိမိတို့နေအိမ်ကိုလာရောက်ကြည့်ရှုတဲ့အဆင့်ပဲရှိသေးတယ်လို့သူကဆိုပါတယ်လက်ရှိအခြေအနေမှာလာရှိုမြို့ကိုတရုတ်ကိုယ်စားလှယ်စစ်ကောင်စီတပ်နဲ့ကိုကန့်တပ် MNDAA တပ်ဖွဲ့သုံးပွင့်ဆိုင်အုပ်ချုပ်မဲ့ပုံစံမျိုးနဲ့သွားမယ်လို့သုံးသပ်သူတွေလည်းရှိနေပါတယ်2024ခုနှစ်ဩဂုတ်လ3ရက်နေ့10ခုစစ်စင်ရေးဒုတိယလိုင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာလာရှိုမြို့ကိုကိုကန့်တပ် MNDAA နဲ့တော်လိုင်းပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့ကိုကိုကန့်တပ်တို့လက်လွတ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်တို့ဟာယမန်နေ့ကစတင်ဝင်ရောက်လာကြောင်းဒေသခံများနဲ့စီးရေးသတင်းရင်းမြစ်တွေထံမှဆိုကြပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမကတေရှိရာလာရှိုမြို့ကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်တော် MNDAA ကိုကန့်တပ်တို့ကယမန်နဲ့ဇူလိုင်လကစပြီးမြောက်ပိုင်းမဟာမိတ်အင်အားစုများအညာဒေသကပြည်သူ့ကာကွယ်ရေးတပ်များတခြားသောလူမျိုးစုတပ်များအကူအညီနဲ့တိုက်ခိုက်ခဲ့ရာကဩဂုတ်လ3ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပြီးနှစ်ဖက်အများအပြားတေကျေခဲ့ကြရတယ်လို့စစ်ကောင်စီဘက်ကဒုတိုင်းမှုတေဆုံးခဲ့ပြီးဗိုလ်မှူးချုပ်အဆင့်ရှိသူများအပါအဝင်သုံးမန်းအများအပြားဖမ်းဆီးရမိခဲ့ကအရက်သားတို့ရဲ့အသက်အိုးအိမ်စီးစိမ်များလည်းအများအပြားဆုံးရှုံးခဲ့ရပါတယ်အခုအခါမှာတော့တရုတ်နိုင်ငံရဲ့အကြိမ်ကြိမ်ဖိအားပေးမှုတွေကြောင့်ကိုကန့်တပ်များယခုနှစ် AP တတိယဘက်အတွင်းနောက်ဆုံးထားဆုတ်ခွာပေးခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်လာရှိုမြို့ထဲသို့ဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ MNDAA တို့ကပူးတွဲပြီး AP 6ရက်နေ့ကစတင်ကဟိုရဂိတ်နဲ့ရှေ့ပြေးလုံခြုံရေးယူပေးနေကြောင်းဝါသတင်းရင်းမြစ်ကထုတ်ပြန်ပါတယ်လက်ရှိမှာစစ်တပ်ဝင်လာတဲ့လာရှိုတန်ရန်လမ်းကလွယ်ပြီးကြံလမ်းများအလုံးကိုဖွင့်ပေးထားတယ်လို့သိရပါတယ်။လာရှိုမြို့ကန်တူကအရင်လိုကိုကန့်စစ်သားတွေဆိုင်ကယ်စီးသွားသားလာမတွေ့တော့ဘူး။သူတို့အဖွဲ့လုံးဝမတွေ့တော့ဘူးပေါ့။ပြီးရင်တော်တော်လေးကိုတိတ်ဆိတ်နေတယ်လို့ခံစားရတယ်။လူတွေတော်ရုံတန်ရုံမတွေ့တော့ဘူး။ခါတိုင်းဆိုရင်အတော်စီတာစစ်ကောင်စီတပ်တွေကိုမြို့ထဲမတွေ့ရသေးပေမဲ့တချို့900ခွန်ချေမြန်တရင်900ခွန်မှာတော့ရောက်နေကြပြီလို့ပြောဆိုကြောင်းသတင်းရင်းမြစ်တွေအရသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းများအချို့ဟာတောင်ကြီးမိုင်းရဲ့နန့်ပေါင်လမ်းကြောင်းကနေလာရှိုမြို့ထဲကိုဝင်ရောက်လာခြင်းဖြစ်ကြောင်းမြို့ထဲမှာကိုကန့်တပ်ဖွဲ့တချို့ရှိနေသေးပြီးအခြေအနေမှာအေးအေးဆေးဆေးရှိကြောင်းကိုကန့်တပ်ဖွဲ့ဝင်တို့ကဆိုပါတယ်။အေဘီလာ19ရက်နေ့နေ့လယ်ပိုင်းကစပြီးလာရှိုမြို့လေရင်ကွင်းကိုစစ်တပ်က MI-17 ရဟတ်ယာဉ်နဲ့9ကြိမ်တက်မနဲ့ဆင်းသက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပို့ဆောင်ခဲ့ကြောင်းစစ်ကောင်စီလော်ဘီများကဆိုထားပါတယ်။လာရှိုမြို့သို့စစ်ကောင်စီတပ်ပြန်ဝင်လာပါကကိုကန့်တပ်မြို့ပေါ်မှာရက်ွက်12ခုကနေဆုတ်ခွာပေးရမှာဖြစ်ပြီးမြို့ပတ်ချာလင်မှာဆက်လက်နေရာယူထားနိုင်ကြောင်းဆိုကြတယ်လို့ကိုကန့်တပ်များဟာလာရှိုမြို့နယ်နယ်နိမိတ်အတွင်းကနေလုံးဝဆုတ်ခွာရမယ်လို့လည်းသတင်းအချို့ကမျိုးမျိုးပြောဆိုနေကြပါတယ်။ထို့သောဆုတ်ခွာရမှာလာရှိုမြို့ပေါ်၌ MNDAA ဆက်ဆံရေးရုံးသားကြမ်းရှိတော့မှာဖြစ်ကတရုတ်အစိုးရကိုယ်စားလှယ်များဘက်ကလည်းမြို့ပေါ်မှာရုံးဖွင့်ပြီးလာရှိုမြို့အနီးကစောင့်ကြည့်သွားမယ်လို့ဆိုကြပါတယ်။စစ်ကောင်စီတပ်တွေနဲ့ကိုကန့်တပ်တွေနေရာချထားရေးနဲ့ပတ်သက်ပြီးနှစ်ဖက်အဖွဲ့အစည်းတွေကသတင်းထုတ်ပြန်မှုမရှိသေးတယ်လို့လက်ရှိမှာလည်းနှစ်ဖက်တပ်များနေရာချထားရေးကလည်းရှင်းရှင်းလင်းလင်းမရှိသေးကြောင်းရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့တိုင်းရင်းသားဒေါ်လာရေးအဖွဲ့အစည်းတွေနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကဆိုကြပါတယ်စစ်ကောင်စီကလာရှိုမြို့ကိုဝင်ရောက်ထိန်းချုပ်ပြီးပါကလာရှိုလေဆိပ်အားပြန်လည်အသုံးပြုလာမယ့်အခြေအနေကြောင့်စီရေးထောက်ဖို့အင်အားများကိုလည်းပုံမပြုလို့လာနိုင်တယ်လို့စီရေးအခက်အခဲတွေကဆိုကြပါတယ်ထို့သောစစ်ကောင်စီတပ်များလာရှိုမြို့တွင်းသို့ပြန်လည်ဝင်ရောက်လာတာကြောင့်စီရီယန်ဝန်ထမ်းများနိုင်ငံရေးအကျဉ်းသားတွေနဲ့ຫນွေဦးဒေါ်လာရေးအဖွဲ့များမြို့ပေါ်ကနေတင်းရှောင်သွားကြပြီဖြစ်ကြောင်းလည်းဆိုကြပါတယ်
ပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့၌စတင်ပေါ်ပေါက်ခဲ့တဲ့10ခုစစ်စင်ရေးဟာပထမပိုင်းနဲ့ဒုတိယပိုင်းတို့အတွင်းကိုကန့်တက် MNDAA နဲ့ပလောင်တအောင်မျိုးသားလူမျိုးရေးတပ်တော်တို့ကရှမ်းမြောက်နဲ့မန္တလေးတိုင်းတို့မှာရှိတဲ့မြို့ပေါင်း20ဝန်းကျင်ကိုသိမ်းပိုက်ခဲ့ပြီးတအောင်တပ်တော်ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုစစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်နေတာကြောင့်ကြေးရွာတချို့ပြန်လည်လက်လွတ်ထားခဲ့ရပါတယ်ငလင်တန်ပြန်လည်ထူထောင်ရေးမှာနိုင်ငံတော်ကကိုကြီးဆောင်ရွက်ပေးနေတဲ့ကဲ့သို့ပြည်သူများကလည်းကိုတိုင်ဝိုင်းဝန်းဆောင်ရွက်ကြစေလိုတယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်က AB 19ရက်နေ့အစည်းအဝေးမှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။စကိုင်းမန္တလေးတို့ကခရိုင်အဆင့်တာဝန်ရှိသူများရပ်မိရပ်ဖတွေနဲ့တီးခြားစီတွေ့ဆုံရမှာထို့သို့ပြောဆိုလိုက်ကြောင်း AB 20ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့မြန်မာလင်းသတင်းစာမှာဖော်ပြသွားပါတယ်။စကိုင်းနဲ့မန္တလေးမြို့တို့မှာရှိတဲ့ပျက်စီးသွားတဲ့အဆောက်အုံများရှင်းလင်းရေးနဲ့ပြန်လည်တိဆောက်ရေးလုပ်ငန်းစဉ်ဆောင်ရွက်ရမှာနိုင်ငံတော်ကလည်းကိုကြီးဆောင်ရွက်သွားမှာဖြစ်ပြီးမိမိတို့ကိုယ်တိုင်ကလည်းဝိုင်းဝန်းဆောင်ရွက်ကြစေလိုတယ်လို့ဆိုသွားပါတယ်။ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီအနေနဲ့ဆောက်လုပ်ရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ဘီလက်မြေတန်နဲ့သွတ်များကိုလည်းတင့်လျော်တဲ့ဈေးနှုန်းနဲ့ရောင်းချပေးမယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဆိုပါတယ်။ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီအနေနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ဘီလက်မြေတန်နဲ့သွတ်များကိုတင့်လျော်တဲ့ဈေးနှုန်းတွေနဲ့ရောင်းချပေးမယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဆိုသွားပါတယ်။ပျက်စီးမှုတွေအပေါ်မူတည်ပြီးတော့လူနေအိမ်တွေအတွက်အမျိုးအစားအလိုက်တင့်လျော်တဲ့နှုံးသားတွေနဲ့ငွေကြေးထောက်ပံ့သွားမယ်လို့လည်းဆိုပါတယ်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကငလင်တန်းကြောင့်ထိခိုက်သေးဆုံးခဲ့ရသူတွေအတွက်တူးလင်ငွေကျပ်10သိန်းစီအဆောက်အအုံများထိခိုက်ပျက်စီးမှုတွေအတွက်ပျက်စီးမှုအပေါ်မူတည်ပြီးတော့ထောက်ပံ့မှုတွေဆောင်ရွက်သွားမယ်လို့AB 9ရက်နေ့ကထုတ်ပြန်ပြောဆိုသွားပါတယ်လက်ရှိမှာထို့သို့ပြောဆိုခဲ့ပြီး15ရက်ကြာတဲ့အထိစစ်ကောင်စီရုံးဆက်ရနေပြည်တော်မှာရှိတဲ့အပြည့်အစည်းများရှိခဲ့သည့်တိုင်ပြည်မနာမျိုးကဒေသခံများထံသို့ပင်မြည်သည့်အထောက်အပံ့မှမရောက်လာသေးကြောင်းနေအိမ်ပျက်စီးခဲ့တဲ့ဒေသခံတွေကဆိုကြပါတယ်။ပြည်မနာမျိုးမှာငလင်ကြောင့်ထိခိုက်ခဲ့တဲ့နေအိမ်အဆောက်အဦတွေကိုဖြိုဖျက်ရှင်းလင်းရမှာလေဒေသခံများဖွဲ့စည်းထားတဲ့အဖွဲ့တွေနဲ့ပရိဒအဖွဲ့များကသာအခမဲ့ကူညီဖြိုဖျက်ပေးနေရတယ်လို့ဆိုပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နေပြည်တော်စကိုင်းမန္တလေးအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းတို့မှာထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးစစ်ကောင်စီစည်ရင်အရာ AB 19ရက်နေ့အထိသေဆုံးသူ3900နီးပါးရှိခဲ့ပါတယ်။ငလင်ဘေးနဲ့ပတ်သက်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရမှာရခင်ခတ်ထပ်ပုံမတိုးတက်အောင်ဆောင်ရွက်သွားရမှာဖြစ်ပြီး Green City Smart City Clean City ဖြစ်စေရေးဝိုင်းဝန်းကြိုးပမ်းကြရန်စစ်ကောင်ဆောင်မင်းအောင်လှိုင်က AB 19ရက်နေ့ကပြောဆိုသွားပါတယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်မန္တလေးမြို့ကအိုးဘိုထောင်မှာနိုင်ငံရေးအကျဉ်းသား20ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားတွေကိုကူညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေထံမှသိရပါတယ်။အိုမင်းဟောင်းနှွမ်းနေပြီးပြုပြင်မွမ်းမံခြင်းမရှိတဲ့အိုးဘိုထောင်ကအဆောက်အအုံများဟာငလင်တန်းကြောင့်ပြိုပြပျက်စီးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူ280ကျော်အထိရှိခဲ့ပြီးနိုင်ငံရေးအကျဉ်းသားကြား10ဦးမ10ဦးအပါအဝင်အကျဉ်းသားစုစုပေါင်း30ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ပွဲချင်းပြီးသေဆုံးသူက12ဦးလောက်ရှိတယ်ငလင်လှုပ်ပြီးနောက်ရက်တွေမှာဆေးကုသရင်သေဆုံးကြတာစစ်ကောင်စီကဒီကိစ္စကိုလျှို့ဝှက်ထားတာဖြစ်လို့ဆက်လက်စောင့်ကြည့်နေပြီးအတီးပြုလို့ရသမျှထုတ်ပြန်ပေးသွားပါမယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဆိုပါတယ်အရက်ပြန်ဂွမ်ပတ်တီစတဲ့အခြေခံလိုအပ်ချက်များပြင်မပြည့်စုံတာကြောင့်အခက်အခဲတွေနဲ့ကြုံတွေ့နေရပြီးနိုင်ငံရေးအကျဉ်းသားများသေဆုံးမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်သေဆုံးသူတွေကိုအကျဉ်းဦးစီးဌာနကလုံထုံးလုံနည်းများနဲ့အညီတကြိုပေးနေလျက်ရှိတယ်လို့ဆိုထားပါတယ်အကျဉ်းထောင်အတွင်းထိခိုက်သေးဆုံးတဲ့သတင်းများကိုစစ်ကောင်စီကရွေချက်ရှိဖုံးကွယ်ထားခဲ့ပြီးအကူအညီများမရရှိတဲ့အပြင်ငလင်တန်းကြောင့်ပျက်စီးနေတဲ့အဆောက်အဦများအတွင်အတင်းအကျပ်ဝင်ရောက်နေထိုင်ရန်စေခိုင်းမှုများရှိကြောင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။